Android bias တက်တဲ့တူတစ်ခုပါအရင်တော့ version တွေကနည်းနည်းလေးပို့ပြီးတော့မြန်ပြီးတွက်လာအောင်လုပ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ pattern 3ခုပါတယ်အပေါ်ဆုံးက K Copush ဒုတိယဟာ Product Copush and ADS အောက်ကတော့ clean jump ဒီကောင်ကနံပါတ်1 K Copush ကတော့ကျွန်တော်တို့ bias ကိုက်နေတဲ့ဖုန်းကို bias တက်ပေးဖို့ပါဖုန်းမှာ root ဖောက်မယ် root ဖောက်ပြီးရင် computer နဲ့ချိန်ပြီးတော့ဒီ clock လေးနှိပ်ပေးအောင်ပါပဲဒုတိယ clock ကတော့ Product Copush ကျွန်တော်ဒီအဓိကတော့ internet ကနေပြီးတော့သူ့ရဲ့ download တွေကြော်ညာတွေကို download မချအောင်လို့ပိတ်ထားတဲ့သဘောမျိုးပါတတိယပိုင်းတတိယကတော့တကယ်လို့နံပါတ်1နဲ့တက်ပြီးလို့အထဲထဲမှာတခြား bias နဲ့သူ့ရဲ့တခြား download ချထားတဲ့ file တွေတွေရှိနေလို့ရှိရင် application တွေရှိနေလို့ရှိရင်ပြန်ဖြတ်ပြီးတော့တန်ရှင်းလုပ်ပေးတဲ့ clock ပါအဲ့တော့ကျွန်တော်တကယ်လို့အခုဒီဖုန်းတစ်လုံးကိုတန်ရှင်းလုပ်မယ်ဆိုရင် bias တက်မယ်ဆိုရင်ဒါလေးနှိပ်ပေးပါโอเคဒီလိုမျိုး done လို့ပြသွားပြီးရင်ကျွန်တော်တို့ bias တက်ပြီးပြီလို့ပြောလို့ရပါတယ်တကယ်လို့မိမိဖုန်းကိုဒီ Copush က root တွေ download ချတာတို့ ADS တွေ download ချတာတို့ကာကွယ်ခြင်းနဲ့ဆိုတော့ဒီ clock ကိုနှိပ်ပေးပါကျွန်တော်ဒီမှာ cleaning device တွေကျွန်တော်စာထည့်တာမှားပါတယ်โอเคကျွန်တော်ပြန်ပြင်ပေးမယ်နော်ဒီတတိယ clock ကတော့ file တွေရှင်းတာဆိုတော့ကြာတယ်ကျွန်တော်ထည့်ပြီးသုံးမပြတော့ဘူးဒီ clock လေးနှိပ်ပေးလိုက်ရင် file တွေတန်ရှင်းလုပ်ပေးလိမ့်မယ်ကျေးဇူးတင်ပါတယ်